ဒီနေ့တော့အိမ်မှာဝက်ကောင်တုတ်စားဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်တော့ဝယ်လာတဲ့ဝက်ကောင်ကိုဆေးကြောတန့်ဆင်ရတာကိုကကြတော့မသားကြီးကသူကိုယ်တိုင်အတွက်သူဆေးကြောပြုတ်ထားပြီးပြီပေါ့နော်အဲ့တော့ပြုတ်ထားတဲ့ဝက်ကောင်တွေကိုတစ်ခေါက်ပြန်ပြုတ်မယ်ပေါ့နော်မတုတ်ခင်လေးမှာအဲ့တော့မှုရောက်ဆိုပြီးတော့ဂျင်းလေးနဲ့တစ်ခေါက်ပြန်ပြုတ်တယ်ပြီးတဲ့အခါကျလို့ရှိရင်တကြားလေးနည်းနည်းလောက်ပြန်ထည့်တယ်ဘာလို့မသားကြီးပြုတ်တော့ဘာမှတော့မထည့်ထားဘူးပေါ့နော်အဲ့တော့ပြုတ်လိုက်ပါမယ်ချက်သွန်တွေကကြတော့စီချက်တက်ဖို့နဲ့ပြီးလို့ရှိရင်ထဲ့တုပ်ဖို့ပေါ့နော်အဲ့တော့နှစ်ခုစာပေါ့အဲ့တော့ပြုတ်ထားတဲ့ဝက်ကောင်းလေးတွေကိုကျမကပြန်ပြီးတော့အေးခံလိုက်တာပေါ့နော်ဘာလို့ဆိုတော့ပြီးမှပြန်ပြီးတော့ညှက်ရမှာတော်တော်လေးတော့ကြီးနေတယ်မှာပါတယ်အဲ့တော့အခုကစီချက်တက်ဖို့ပြင်ဆင်နေတာပေါ့နော်အဲ့တော့လှီးထားတဲ့ချက်သွန်တွေကတဝက်ကိုစီချက်တက်လိုက်တော့မယ်ပေါ့နော်ဘာလို့ဆိုတော့တုပ်မှာဆိုမှုမွေးလေးဖြစ်အောင်နောက်တစ်ခါကျတော့ဂေါ်ဘီရှိတယ်တမယာသေးရှိတယ်ပြီးတော့မကြီးမဲ့လေးလည်းနည်းနည်းထည့်မယ်ပေါ့နော်အေးပြေအောင် green ရှင်းအောင်ပေါ့နော်အဲ့တော့ဒီအေးထားတဲ့ဟာလေးတွေကနည်းနည်းထုနေလို့ဆိုပြီးတော့အတင့်လေးပြန်ပြီးတော့ညှက်လိုက်တယ်ပေါ့နော်အခုကတော့တုပ်ဖို့ ready ဖြစ်နေပါပြီအဲ့တော့ဒါလေးတွေကတအိမ်လုံးစာအတွက်ရည်ရွယ်ပြီးတော့တုပ်တာဖြစ်ပါတယ်ကြက်သွန်တွေထည့်ပါမယ်ဂေါ်ဘီထည့်ပါမယ်မကြီးမဲ့ကတော့နှစ်စွန်းပေါ့နော်ထည့်လိုက်တယ်ပြီးလို့ရှိရင်စီလေးဖြစ်အောင်ပဲမှုတ်လေးထည့်တယ်ပြီးတော့စီချက်တွေထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်စားနဲ့ကြက်သားမှုတ်လေးထည့်တယ်တမယာသီးလေးတစ်စိမ့်လောက်လေးနည်းနည်းလေးဖြန်းလိုက်သေးတယ်ပေါ့နော်ပြီးရင်တော့ငရုတ်တီမှုတ်နဲ့အမှန်ဆိုသူများတွေတုတ်တာကတခွားသီးပါတယ်ပေါ့နော်ပြီးတော့ငရုတ်စီထည့်တယ်နီလေးပြကိုကစီတက်တာစနင်းနည်းများသွားလားမသိဘူးအဝါပေါက်သွားဒါပေမဲ့တိတ်မဆက်သေးလို့ဆိုရုပ်တီနောက်တစ်ချောထည့်ပြီးတော့နှစ်ခေါက်လောက်တော့ပြန်တုပ်လိုက်ရတယ်ပေါ့နော်အဲ့ဒီတော့ဒါကတော့ final result ပါအဲ့တော့စားကောင်းလားလို့မေးအိမ်ကလူတွေကတော့ကြိုက်ကြပါတယ်ရှိရလေးနဲ့တော့အဆင်ပြေအောင်တုပ်ပြီးတော့စားလိုက်တယ်ပေါ့နော်